ကျွန်တော်တော်တော်များများ TikTok တို့ YouTube တို့စတဲ့ social media တွေမှာအပင်သေးသေးလေးတွေကိုမှန်ကန်ထဲမှာထည့်ထားတာကိုတွေ့ဖို့ရမယ်ထင်ပါတယ်။ဒီကောင်လေးတွေရဲ့ဇာတ်လမ်းအစကတော့19ရာစုအစောပိုင်း1829ခုနှစ်မှာ Nathaniel Bagshot လို့ခေါ်တဲ့ဆရာဝန်တယောက်ကတွေ့ရှိခဲ့တာဖြစ်ပါတယ်။သူကဘယ်လိုမျိုးလဲဆိုတော့ပိုးကောင်လေးတွေအပင်လေးတွေကိုလေ့လာရတာအရင်ကနှစ်သက်တဲ့သူတယောက်ဖြစ်တယ်။ဒီနေ့ကျတော့သူကဒီပိုးဖလန်ကောင်လေးတွေရဲ့ပြောင်းလဲပုံအစစ်အစစ်ကိုသူလေ့လာခြင်းတယ်။အဲ့ဒီတော့သူကဖန်ပေါင်းကြောင်တစ်ခုထဲမှာမြေစီလွှာအချို့ကိုထည့်တယ်ပြီးတော့ဒီပိုးအိမ်လေးကိုထည့်ထားလိုက်တယ်ပေါ့ရဲအနေနဲ့ကြားတဲ့အခါမှာအဲ့ဒီပိုးအိမ်လေးရဲ့ဘေးမှာပဲပေါ့နော်ကျွန်တော်ဒီဖန်ပင်လေးတစ်ပင်ကပေါက်နေတာသူတွေ့လိုက်ရတယ်သူအပင်လေးကိုတွေ့လိုက်ရတဲ့အချိန်မှာအရန်ကိုအံ့ဩသွားတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခေတ်ရာစုတွေကဒီလန်ဒန်မြို့မှာကလေလူညင်ညမ်းတာတွေရှိတဲ့အတွက်အပင်တွေကတော်ရုံအပြင်မှာတိတ်ပြီးတော့မရှင်တန်နိုင်ကြဘူးပေါ့နော်သူကဆက်ပြီးတော့လေးလာတဲ့အခါမှာသူသိရှိလိုက်ရတာကကျွန်တော်ဒီရေလောင်းလိုက်တဲ့ရေလေးတွေကအပေါ်အငွေ့ပြန်တယ်အငွေ့ပြန်တော့ဖန်ပေါင်းကြောင်ထဲမှာဖြစ်တဲ့အတွက်ငွေ့ရေဖွဲ့ပြီးတော့အောက်ကိုရေလေးတွေကပြန်ကျတယ်ဒီဖန်ပေါင်းကြောင်တစ်ခုထဲမှာပဲ mini ecosystem တစ်ခုပေါ့ဂေဟစနစ်အသေးစားလေးတစ်ခုကလဲပတ်နေတယ်ဆိုတဲ့အချက်ကိုသူသတိထားမိသွားပါတယ်ဒီအချက်ကိုတွေ့ရှိခြင်းအပြင်ဗြိတိရှတွေကကဘာပတ်ပြီးတော့အပင်မျိုးစိတ်အစ်စ်တွေကိုတည်ယူတဲ့အခါမှာလမ်းခရီးမှာဒီပင်လယ်ရေစားရည်တန်းတွေပြီးတော့မှုန်တိုင်းတိုက်တာတွေကြောင့်အပင်တွေကတော်တော်နဲ့တည်မရဘူးပေါ့နော်ဒီအချက်ကိုတွေ့ရှိပြီးတဲ့အခါမှာတော့ကဘာတဝမ်းကအပင်မျိုးစိတ်အစ်စ်တွေကိုလွယ်လွယ်အကူကူနဲ့ပဲတနေရာနဲ့တနေရာကိုတည်ယူပို့ဆောင်ခဲ့ပါတယ်ဝတ်ကသူကိုယ်တိုင်ရှာဖွေတွေ့ရှိရတာဖြစ်တဲ့အတွက် Warren Cases လို့နာမည်ပေးခဲ့ပြီးတော့အဲ့ဒီကနေမှတစ်ဆင့်လက်ရှိကျွန်တော်တို့မြင်တွေ့နေရတဲ့ Terrarian ရဲ့အဖြစ်ကိုရောက်ရှိလာကြတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်က Terrarian လေးတစ်ခုကိုဖန်တီးသွားမှာဖြစ်ပါတယ်။ကျွန်တော်အသုံးပြုလိုက်ရတဲ့ငွေကတော့တပြားမှအသုံးမပြုလိုက်ရပါဘူး။ပစ္စည်းတော်တော်များများကကျွန်တော်တဘာဝကနေလိုက်ပြီးတော့ယူရရဲပြီးတော့ကျွန်တော်အသည့်တွေလက်ဆောင်ပေးရရဲပဲဖြစ်ပါတယ်။ဒီကန်လေးကတော့ Terrarian ကန်လေးဖြစ်ပါတယ်။ကျွန်တော်အတိလက်ဆောင်ပေးထားတာပေါ့နော်သူကလည်းဒါပေးတဲ့အတွက်ကျွန်တော် Terrarian လေးတစ်ခုဆင်ပြစ်သွားတာပါကျွန်တော်တခါမှတော့ Terrarian မလုပ်ဘူးဗျာအဲကြောင့်ဒါပထမဆုံး try ခြင်းပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ကအပင်တွေကိုတော့ဝယ်ရတဲ့အပင်တွေမသုံးဘဲနဲ့ကျွန်တော်ရောက်ွက်ထဲမှာလိုက်ရှာမှာဖြစ်ပါတယ်အခုကတော့တိုက်ဆိုင်ဆိုင်မှာကျွန်တော်ပစ္စည်းသွားပို့ရင်လည်းအဲမြောင်းနားမှာ fan ပင်အချို့ပေါက်နေရပေါ့ရောက်ွက်ထဲမှာက fan တွေကတော့မျိုးစုံရှိရဒီဘက်မှာလည်းအခြား fan ပင်ပုံစံလေးရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒါမျိုးလှတဲ့ fan ပင်လေးကိုပဲကျွန်တော်အသေးစားလေးကိုကျွန်တော်ခူးခဲ့ပါတယ် Okay အပင်ကတော့လောလောဆယ် fan တစ်ပင်ပဲရသေးရပေါ့အဲတော့ကျွန်တော်ဒီအပင်ကိုပဲအရင် day 1မှာစပြီးတော့ဆင်သွားမှာဖြစ်ပါတယ်Terrarian လုပ်တဲ့အခါမှာကျွန်တော်လောင်းလိုက်တဲ့ရေတွေပိုရှန်တဲ့ရေတွေဆင်သက်ဖို့အတွက်ကြောက်ကိုအရင်ဆုံးခင်းပေးရတယ်ပေါ့တချို့ကြောက်လည်းကြောက်အလုံးကြီးတာတုံးတယ်တချို့ကြောက်လည်းတိတိလေးတွေတုံးကြရတယ်ပေါ့ကျွန်တော်ကတော့ပြန်ရောင်းမှလည်းမဟုတ်တော့လွယ်ကူတဲ့ဒီကြောက်စရွက်ကိုပါ site အသေးစားလေးကျွန်တော်ရွေးထားရပေါ့အကောင်လေးထည့်လိုက်ပဲကြောက်လေးတွေထည့်ပြီးသွားတဲ့အခါမှာကျွန်တော်ဒီမြေစီလွှာနဲ့ကြောက်သားနဲ့မထိရအောင်ဂျားထဲမှာ separate လုပ်မဲ့စကားလေးတစ်ခုခံပဲပေါ့ဒီကောင်ကတော့ contrite အိမ်နေဟိုစောက်လို့ရနေရာမှာတုံးတဲ့စကားလို့ပဲခေါ်မှာပေါ့အကောင်ကျွန်တော်မှနည်းနည်းရှိတယ်အဲ့တော့ဒီ size အတိုင်းလေးပဲကျွန်တော်ထည့်လိုက်ပါမယ်မြေကြီးကတော့ကျွန်တော်နိုင်ငံခြားမှာတွေ့ရတဲ့အုံးစံခွန်တို့မီးသွေးတို့ပြီးတော့ most အချောက်တို့အဲ့လိုမျိုးအဆင့်မြင့်တဲ့ဟာတွေရောပြီးတော့သုံးတယ်ပေါ့ကျွန်တော်ကလက်ရှိ budget ပဲပတ်စံလည်းမသုံးချင်ဘူးဆိုတော့ကျွန်တော်ဒီစိုက်ပျိုးရေးဆိုင်တွေမှာဝယ်လို့ရတဲ့စက်မြေရှိတယ်အကောင်အိမ်မှာအများကြီးပဲပေါ့အဲ့တော့ကျွန်တော်စက်မြေတစ်ထပ်ကိုခင်းလိုက်မှာဖြစ်ပါတယ်Terrarian အဖုံးကကျွန်တော်ပဲမသုံးတတ်သေးလို့လားတော့မသိဘူးကျွန်တော်ပြုတ်ကြမှာအရန်ကြောက်တယ်အဲတော့ကျွန်တော်တစ်သားပြားလေးပါတစ်ခါလေးခံထားလိုက်ပါမယ်အခုကတော့ရေစွန့်ပစ်တဲ့ system လေးပြီးပြီး substrate လည်းခင်းပြီးသွားပြီပေါ့နော်အဲတော့ကျွန်တော် fan ပင်လေးကိုထည့်မှာဖြစ်ပါတယ်ရှေ့ပိုင်းမှာထည့်ရတဲ့စားလို့ရှိရင်ဒီ fan ပင်ကကြီးလာမှာဖြစ်တဲ့အတွက်ကျွန်တော် background မှာအဓိကထားပြီးတော့စိုက်ပါမယ်fan ပင်လည်းထည့်ပြီးသွားပြီ drill wood လည်းထည့်ပြီးသွားပြီဆိုတော့ကျွန်တော်မနက်ဖြန်မှာ moss လေးသွားရှာမှာပဲဖြစ်ပါတယ်ကျွန်တော် most လေးရလာပြီပေါ့နော်အဲ့ဒါကတော့ကျွန်တော်နာဒီနေရံမှာကတ်ပြီးတော့ပေါက်နေတာအဲ့ဒါကိုကျွန်တော်ဓာတ်နဲ့သွားချစ်ပြီးတော့ခွာလာတာပေါ့ most လေးတွေကိုတော့ကျွန်တော်ဒီရှေ့ပိုင်းပေါ့နော်ကျွန်တော်ပုံစံကကြတော့ဒီ fan ပင်တွေကို background ထားမယ်ပြီးလို့ရှိရင်အလဲမှာ drill wood လေးကတောင်ကုန်းပုံစံလေးဖြစ်နေတယ်သူရှေ့မှာလွင်ပြင်ပုံစံ most လေးတွေကဖြန့်ကျက်နေမယ်ပေါ့အဲ့ဒီအတိုင်းလေးကျွန်တော်လုပ်ချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော် most လေးတွေကိုဘေးနားလေးမှာကျွန်တော်ထားလိုက်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကဒီ drill စီသွားတဲ့လမ်းလေးလည်းလုပ်ချင်သေးတယ်အဲ့တော့ကျွန်တော်သဲဝါကိုဒါအလယ်မှာလမ်းပုံစံလေးကျွန်တော်လုပ်လိုက်မှာဖြစ်ပါတယ်ကျွန်တော်အခုမှစလုပ်တာဆိုတော့ဘာတွေလိုအပ်မလဲတော့မသိသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်မျက်လုံးထဲမှာတော့တော်တော်လေးကိုတဘာဝနဲ့နီးစပ်တယ်လို့ခံစားရတယ်ဗျဒါကတော့ final result ပဲဖြစ်ပါတယ်
ကျွန်တော်အသည့်ကိုအကြံပေးတာကတော့ဒီ Terrarium ကန်လေးကို2ရက်တစ်ခါလောက်မှရေဖြန်းပေးပါတော့အဲ့တော့ကျွန်တော်2ရက်တစ်ခါရေဖြန်းပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ကြည့်ပါမယ်ဒါကတော့ part 1ပဲဖြစ်ပါတယ်နောက်ပိုင်းဘယ်လိုတွေထိမ့်သိမ်းပြီးတော့ဘယ်လောက်ထိရှင်သန်သွားမလဲဆိုတာကိုကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ပေးကြမယ်ကြည့်ရှုပေးကြတဲ့ကြောက်ချင်းတွေကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ဗီဒီယိုကြီးကြည့်လို့ရှိရင် VPN ခံပြီးတော့ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်